ချင်းလန်ပိုးစားခါကနေခေါ်တာပါဆရာ ဟုတ်ကဲ့ပါ ဟိုမှာကောင်စီဖွဲ့ဝင်မှာပါကျွန်တော်တို့တွေးရလို့ပြည်သူဒီကိုပြောချင်တာများဗာများရှိမလဲလို့ပေါ့နော် သူတွေကတော့လောလောဆယ်ကတော့ဒီလိုမျိုးဗျမချစ်တင်တဲ့ဆဲတဲ့ဟာတွေလို့ရှိတယ်နောက်ပြီးတော့မှအာရဝန်တာဘောနော်ဒီလိုမျိုးလေးပါတဲ့တူတူတွေကို congratulation လုပ်တဲ့ပါရရှိပါတယ်ဒါနဲ့ကျွန်တော်ရဲ့စံတာကတော့ကျွန်တော်အဲ့လိုဒီတော့လို့ရှင်းပြီးတော့မမှန်ဘူးပေါ့နော်ကျွန်တော်ဒီနေ့ရှင်းရတယ်ကျွန်တော်ရဲ့ contribution ဆက်လို့ဆိုပြီးကျွန်တော်အဲ့ဒီရင်းချက်တွေပြလိုက်တာအခုတော့မညော်လေးနဲ့ပြောင်းပြီးရှိတော့ဘာတကယ်ရမ်းကြလို့ရှိရင်လည်းတော့အဖြစ်မှာတော့ကိုယ့်အားနဲ့ချက်ကပါလဲဆိုတော့ဟိုပါနိုင်ငံတကာကြီးရပုံတော့ဟုတ်အဲ့ဒါအားနဲ့ချက်ရှိအဲ့ဒါဒီကကျန်တဲ့ဥစ္စာတော့ကိုတိုင်းပြည်အတွက်ကိုနိုင်ငံတော်အတွက်ကိုယ့်ရဲ့မျိုးတော့ကတော့ကျွန်တော်အကန့်အသတ်ဆုံးပေါ့ဒါကပြီးဆောင်ရွက်မယ်ဘယ်လိုလဲကျွန်တော်စာကြရမြတ်တာခံထားရရှိပါတယ်လေကျွန်တော်တကယ်လို့မလုပ်နိုင်တော့တဲ့ကျွန်တော်ဖတ်မယ်လို့ကျွန်တော်ပြောထားပြီးသားပါဟုတ်ပြည်သူဘက်ကလည်းဒီအာနာသိမ့်တဲ့ဒီကျွန်တော်ချင်းမျိုးသားကူစားပေါ့နော်အဲ့လိုမျိုးမှာပါဝင်နေတဲ့အတွက်လေတချို့ကတော့ဝမ်းတာလေခုနဆရာပြောသလိုပေါ့နော်ဝေးဖိုင်တန်ဒီလေးများလာတော့အဲ့လိုမျိုးကလက်မခံရင်ဘာဖြစ်သွားနိုင်လဲဆိုတာရောဆရာစဉ်းစားထားတာရှိလားမလောက်နိုင်ဘူးဆိုတာမျိုးဆရာဘက်ကနဲ့လက်မခံရင်ဘာဖြစ်သွားမလဲဆိုတော့ကျွန်တော်ကဟိုပါတကယ်လို့ကျွန်တော်တို့မဝင်ဘူးဒီလိုဒီလိုအတိုင်းလေးရှိကျွန်တော်တို့မပြောရင်ဘယ်သူပြောမလဲပေါ့နော်ဟုတ်အဲ့လိုမျိုးလေးရှိတယ်အဲ့ဒါကိုကအပင်တော်ဆုံးလို့ကိုမတတ်မှတ်တော့ပြောတဲ့လူတွေဆိုတဲ့လူတွေအများကြီးရှိပါတယ်ကိုမျိုးသားတယ်ကျွန်တော်လည်းအခုချိန်ကြီးအမှန်တမ်းပြောလို့ရှိရင်CNLD ကိုနောက်ပြီးဘိုးကြီးတို့ကကျွန်တော်တို့ချင်းfor democracy တော့တော့တာရရတယ်ကျွန်တော်စီရင်မှုရဲ့ NLD ရလည်းစီရင်မှုရဲ့ဒါပေမဲ့နိုင်ငံရေးကောင်းနေတဲ့အချိန်မှာကျွန်တော်ကဒါနိုင်ငံရေးကောင်းနေတယ်လို့ပြောတယ်နော်အဲဒီအချိန်မှာကျွန်တော်ဘာမှမလုပ်ပါဘူးပါတီပေါ်ကြီးမှလည်းကျွန်တော်ဘာဝန်တာမရှိပါဘူးအခုကျတော့နိုင်ငံရေးနည်းနည်းပါးပါခေါ်တယ်ဖြစ်နေတဲ့အချိန်တော့ဒါကိုနိုင်ငံတော်ကိုအမျိုးသားကတော့နည်းနည်းပါးပါဖြစ်တယ်လို့ရှိပါတယ်အဲ့ဒါတွေကြောင့်အဲ့ဒါတော့ကျွန်တော်ဒီအကူကြီးကရောလုံးဝမချစ်တည်ခဲ့ပေါ့နော်ကျွန်တော်အဖြစ်တင်နေလူရှိပါတယ်ဟုတ်ကျွန်တော်ရဲ့တခြားသတင်းတွေလည်းအပြီးထောက်ခံနေလူတွေရှိပါတယ်ဒါတော့ကိုစုကပေါ့နော်ဟိုအခုခေတ်ဒါနဲ့ပြောလို့လွတ်လပ်တာသဘောထားကိုလွယ်ခွင့်ရှိတယ်ပေါ့နော်ဟုတ်လူကတော့ဒါနိုင်ငံတော်အတွက်နဲ့အမျိုးသားအတွက်ဒုက္ခရောက်အောင်ပါကျွန်တော်ကတော့လုံးဝအပီးတဲ့ထဲမှာမပါနိုင်ပါဘူးအဲ့ဒါတော့ကျွန်တော်အမှတ်ခံဆရာကအရင်ကဗာဒီအဘေးမှာလောက်ခဲ့လေမြန်မာစီးပွားရေးပမာ1996မှာစဝင်ပါတယ်မနက်တည်းပေါ့နော်အဲ့ဒါကျွန်တော်ပေါ်ရပြီးအဲ့ဒီမှာဝင်ပြီးရင်မင်းသားမင်းကြီးလောက်လုပ်တယ်နောက်ပြီးလို့ရှိရင်ကံပလက်မှာ9နှစ်လုပ်ပါတယ်နောက်ပြီးလို့ရှိရင်ချီလီမှာ7နှစ်လောက်လုပ်ပါတယ်မကွေးတိုင်းချီလီမှာနော်အဲ့ဒီကနေကျွန်တော်တို့ဟိုပါပေါ့သူတို့ promotion ပေးပြီးတော့မှကချင်ပြည်နယ်နောက်မုံကိုကြောင်းခိုင်းပါတယ်ဒီကွက်ကျွန်တော်အဲ့မှာတာဝန်ထမ်းဆောင်ပါတယ်အဲ့မှာတာဝန်ထမ်းဆောင်တဲ့အချိန်ကနေကျွန်တော်ပြန်လျှောက်ပါတယ်ပြန်လျှောက်တော့လေသူတို့ကကျွန်တော်ရုံးထုတ်ကပေါ့နော်မပေးတော့ဘူးမှာအချင်းချင်းနဲ့အဲ့ဒီကအညီထားရဝန်ထမ်းတွေလည်းရှားပါနေတော့ဒီတော့ဟိုဆိုပြီးကျွန်တော်ပြင်နေပါနေကြကျွန်တော်ဒီတိုင်းကျွန်တော်တနိုင်နေသူတို့ပြောင်းပြီးရပါတော့ပြောင်းပြီးတော့ကျွန်တော်တနိုင်မှာ9နှစ်တော့တာဝန်ထမ်းပါတယ်အဲဒီမှာတာဝန်ထမ်းတဲ့အချိန်မှာကျွန်တော်ကစံဒရာဘူကိုချစ်ဖို့ငွေဖို့အဲ့လိုမျိုးနောက်နိုင်ရစကိုင်းနိုင်ရင်အဲ့လိုမျိုးတွေနဲ့ကျွန်တော်အတန်းနဲ့ဆိုရင်သာချူစားတာဝန်ထမ်းဆောင်တယ်ဒါရဲ့ခါလည်းမကြောက်ဘူးနော်ဆရာကဦးဝွန်တူမောင်ရဲ့တားလို့အဲ့လိုကျွန်တော်ကြားဖူးတော့တားပါဦးဝွန်တူမောင်မှာ15ယောက်ရှိပါတယ်တရားဝင်ဆိုလို့နော်ကျွန်တော်အမိကတော့တိတ်နေခေါ်တော့လိမ့်တယ်
တာပေါ်ချာမှာအရင်ကဆုံးသွားပြီးပါအတင်းရတော့86မှာ96မှာအကုန်လုံးပြည်တဲ့တိုင်းနဲ့ဘာစီတဲ့နဲ့ဆုံးသွားတာပါဟုတ်အဲ့ဒါကအဲ့ဒီကားမှာလည်းကျွန်တော်ကိုယ်တိုင်ပါပါတယ်အဲ့ဒါကိုတချို့ကတော့နိုင်ငံရေးလုပ်ကြမှုပါညာပြောတဲ့အတွက်ကျွန်တော်ကိုယ်တိုင်ဝန်ထမ်းရဲ့အထူးပါတီအချင်းလေးမှာကျွန်တော်ကိုယ်တိုင်ပါတဲ့အတွက်ဒါဟာတကယ် accident မှာလုပ်ကြမှုတော့မဟုတ်ပါဘူးကျွန်တော်ကြည့်ရှင်းချက်ရေးခဲ့ပါတယ်အဲ့ဒီစာရေးကိုကျွန်တော်တို့ CNF ကနေပြီးတော့ဒီဆောင်လို့ပြောတာနေတာမှာချင်းလေးကနေလုပ်တော့လူကြီးတွေကိုကျွန်တော်တို့ဖြတ်လို့ပါအခုဆရာကဒီပြည်ထောင်စုအဆင့်မှာအဖွဲ့ဝင်တွေနဲ့ပါဝင်နေတော့စင်ခုံမှုအခက်ခဲကအဓိကဆရာဖက်ကနဲ့အဆူရင်ဆုံးပေါ့နော်ဘာဖြစ်နိုင်မလဲအဲ့တော့ကကျတော့ကျွန်တော်လည်းစောစောဝန်ခံထားတဲ့အတိုင်းပဲ diplomacy အပိုင်းမှာinternational မှာကျတော့ကျွန်တော်တို့ကနိုင်ငံတကာကြီးညာပေါ့နော်အဲ့ဒါကြီးကကျွန်တော်ပါမလုပ်တော့ကလည်းဘာလို့ပဲသူချလုပ်တယ်ဆိုတော့ဒါတွေကိုကျွန်တော်သိဖို့မပေါ့ပါဘူးမှန်တယ်ပြောတာပေါ့ဒါကတော့သင်ခေါ်မှုဖြစ်ပါလိမ့်မယ်နောက်ပြီးတော့ဒီတွင်းကြီးကတော့ကိုမျက်စိအောက်တင်လို့ဖြစ်လာတာဘာလဲဆိုတော့ကျွန်တော်ကချင်ပြည်နယ်မှာစရောက်တော့ငင်းချမ်းကြီးထားတဲ့ကာလဖြစ်ပါတယ်အဲ့တော့တစ်ဆက်ပြီးမှသူတို့ငင်းချမ်းကြီးပြန်သွားတော့အဲ့ဒီအချိန်မှာလည်းတိုင်းသားတွေရဲ့သဘောတရားသဘောထားနောက်ပြီးလို့ရှိရင်နိုင်ငံအုပ်ချုပ်ရေးရဲ့သဘောတရားသဘောထားအဲ့ဒါတွေကိုကျွန်တော်အကြံပေးလို့ဒီခေါ်ပြီးတော့ရှိပါတယ်ဟုတ်တော့ပြောလို့ကအဲ့ဒီနိုင်ငံတကာကြီးမှာတော့ကျွန်တော်အားနေချက်ရှိတယ်ခေါ်ချက်ရှိအခုကဒီတနှစ်အတွင်းမှာရွက်ကုတ်ပွဲပြန်လုပ်မယ်ဆိုတာဒီပြောထားတော့ကျွန်တော်တို့အဓိကလူထုဘက်ကနေစိုးရင်ရတာကတော့ဆက်လက်ပြီးတော့အာဏာသိမ်းမလားပေါ့နော်ဆရာနေနဲ့ဟောအဲ့ဒါယုံကြည်လက်ခံနိုင်ဖွယ်ရှိသလားပေါ့နော်အမှန်ကတော့လူပေးမယ်လူကျွန်တော်လည်းယုံကြည်တယ်ဗျမပေးလို့ရှိရင်နိုင်ငံတကာအမြင်မှာရောတိုင်းသားတွေဒီတရားလုံးအပေါ်အမြင်မှာလည်းအမြင်ဆုံးသွားနိုင်တယ်လို့ကျွန်တော်ထင်ပါတယ်သူတို့ကတော့ဒီနေ့ဆိုတော့ပြောတဲ့အတိုင်းလူပေးချနိုင်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒါမှန်တိုင်းပြောတာပါဆရာနဲ့အရင်ကရောဒီတက်နဲ့ပေါ့နော်တွေးလောက်ပြီးတော့တက်ဖက်ကအချီနီဆရာဖက်ကဘယ်လောက်တိလဲပေါ့တက်ဖက်ကအချီနီရတော့သူတို့လည်း institution တခုအနေနဲ့ကြတော့သူတို့လည်းခိုင်မာလောက်ထားပြီးတော့ရှိကောင်းရှိမှာပါမရှိလို့လည်းမလုပ်တော့ပါဘူးရှိမှာပါဒါပေမဲ့ကျွန်တော်တို့ယုံကြည်ရမယ့်ဟာတခုကတော့ဘာလဲဆိုတော့ဒီကိုပေါ်ကြလို့ပြီးနေဆိုတဲ့ဟာကတော့ကျွန်တော်ယုံကြည်သိနေပြီစပါတယ်သူတို့လည်းမချစ်မနေလို့ပြီးတယ်ပါအခုကျွန်တော်တို့ဒီချင်းပီတူတွေအတွက်ပေါ့နော်အခုတပ်ဖက်ကလည်းအာနာသိန်းနေတဲ့ချင်းဖြစ်နေတော့စူရင်ပူပိုင်နေကြတာပေါ့နော်ဒီပေါ်မှာဆရာဖက်ကဘာဒီမှတ်ချက်ဒီဆရာဖက်ကပြောချင်တဲ့ဟာဒီဘာဒီရှိမလဲတော့ကျွန်တော်ပြောသလိုပါသူတို့ဟိုကတော့လုပ်ပေးရမယ်လေဒီကောပေါ်လုပ်ပေးလို့ရှိရင်လွတ်လပ်ပြီးကြားနာတဲ့လူကဒီကောပေါ်ပေါ့နော်ကျွန်တော်တို့အတီးနိုင်ငံတော်မှာပြောနေတဲ့ပုံစံမျိုးတိုင်းပေါ့သူတို့အဲ့လိုလုပ်ပေးလို့လည်းကျွန်တော်ယုံကြည်ပါတယ်ဗျအဲ့ဒါမှန်တယ်ပြောတာပါစိတ်ထဲယုံကြည်တဲ့အတိုင်းသူတို့လုပ်လဲလုပ်ပြီးလည်းလုပ်ချင်ပါတယ်အဲ့ဒါပါပဲကြားရဲမှာတော့ကျွန်တော်တို့ဟိုစီကူလေးအနေနဲ့ကတော့ဟိုပါပေါ့လောလောဆယ်နဲ့အများဆုံးရတဲ့ NLD ရဲ့policy တိုင်းပေါ့နေပြီးတော့မှကျွန်တော်တို့တစ်နှစ်လောက်ဒီဆောင်ရင်မကောင်းဘူးလားလို့ပါနော်ဟုတ်အခုကြားထဲမှာအချိန်ကြီးတွေအမျိုးမျိုးဖြစ်သွားတယ်ဗျအခုနိုင်ငံတော်စီမံကောင်စီဖွဲ့တဲ့ဥစ္စာမှာဆရာကတော့ချင်းပြည်ရဲ့ကူစားချင်းပြည်မှာချင်းပြည်ကိုလေးတောင်ခိုင်မဲလို့ယုံကြည်တာပေါ့လေအဲ့ဒီတစ်နှစ်ကာလအတွင်းမှာဘေကန်တာကိုအဓိကဖြစ်စေခြင်းလေဘေကန်တာကိုအဓိကလောက်မေဆိုတာမျိုးစဉ်းစားထားတာရှိလားကျွန်တော်ကတော့သူတို့ရဲ့ကတိအတိုင်းပေါ့နော်ယူကောပွဲလူပိပုကိစ္စဘူးတော့ဒါပြောလာရင်ရှင်လို့ကျွန်တော်ကတော့အဲ့ဒါခိုင်မှာပြောရမှာပါဒီလိုပဲပေါ့နော်ကျွန်တော်တော့ဘာမှမသိရသေးဘူးပေါ့နိုင်ငံတော်အတွက်ဆိုတော့နိုင်ငံတော်ရဲ့စိတ်ခါနိုင်ငံတော်ရဲ့အကျိုးစီးပွားတွေဒါတွေကတော့ကိုညာပြည်တလောက်ပေါ့နော်ကျွန်တော်လည်းနိုင်ငံရေးသမားကြီးမဟုတ်တဲ့အတွက်ကိုညာပြည်တလောက်ကတော့ဒါ
လုပ်ဆောင်ရမှာပါပဲဒီလောက်ပါပဲဗျာ ဆရာကဒီအမျိုးသားကြီးလို့ပြောမှာပေါ့ဒီချင်းအမျိုးသားကြီးဖက်မှာလှုပ်ရှားမှုဒီမှာပါဝင်ခဲ့တာတွေရောရှိလားကျောင်းတက်တုံးကရော အမျိုးသားကြီးဆောင်ရှားမှုဖက်မှာကျတော့ကျွန်တော်ကဝန်ထမ်းဆိုတော့နိုင်ငံကြီးနဲ့ကင်းရှင်းတော့ပဲကျွန်တော်နေခဲ့ပါတယ်ဘာမှမရှိဒါပေမဲ့ဟိုမှာကျွန်တော်တို့ဟာခါမှာဒုတိယအကျင့်ချင်းမျိုးသားများညီလာခံမှာကျွန်တော်တကယ်ချင်းကြီးကဘာလို့ချစ်တက်ပါလို့ပြောလို့ကျွန်တော်တက်ခဲ့ပူပါတယ်နောက်ပြီးလို့ရှိရင်ဟိုတန်တလန်မှာလုပ်တဲ့ missionary dialogue တော့ရှိတယ်နော်ဟုတ်တယ်ရှိတယ်အဲဒီ dialogue မှာလည်းကျွန်တော်ဟိုပါခဲ့ပါတယ်အဲ့ဒီမှာအဖို့ခွဲလေးချဲမှာကျွန်တော်အဖို့ခွဲတယ်လို့မှလည်းဒီအဲ့ဒါတော့ပါတယ်ဗျအဲဒီပါပြီးတော့မှကျွန်တော်ဒါချဲမျိုးသားတွေအတွက်ပါပါချစ်တယ်ညချစ်တယ်အဲ့ဒီမျိုးတော့ကျွန်တော်စူးလေးကြည့်တာတော့ရှိတယ်တမတော်ဖက်ကဆရာကူဘလူပုံစံနဲ့ရွေးလာလေဒီခုနပြောတဲ့ကူကြီးချင်းကူဘလူပုံစံနဲ့လာတောင်းလေပေါ့နော်သူတို့အဲ့ဒါတော့မတူဘူးဗျသူတို့မှတူလူရှိတယ်လို့ပြောရတယ်ဗျကျွန်တော်တခုတော့လည်းဟိုပြောချင်တယ်ကျွန်တော်1986မှာတက်ကတူပေါ်ရလာတော့ကျွန်တော်ပါတီညီကနေပြီးတော့ကျွန်တော်တို့ခေါ်ပြီးစီးမှာနောက်ပြီးလို့ရှိရင်အဲ့ဒီတော့တိုင်းဒေသပါတီကလည်းဝန်ထမ်းတွေတာများရှိလို့ရှိရင်စီးပြီးတော့မနီယာပြီးပြီးပါညာဆိုတော့ကျွန်တော်အဲ့ဒီတော့နိုင်ငံကြီးမလုပ်ချင်ပါဘူးလို့ကျွန်တော်ပြောတယ်နိုင်ငံကြီးမလုပ်ချင်ပါဘူးဆိုတာဒီလိုပါကျွန်တော်တို့အပြင်ကနိုင်ငံကြီးလုပ်တော့တွေးတော့ပြောမှလုပ်ခဲ့ကြတယ်ဒါပေမဲ့တချို့ကလူနောက်ပိုင်းသက်သာပေါ်တာရှိတယ်အဲဒီတော့ဒီလိုအပေါ်ကြီးတစ်ခုချပြီးတဲ့နေရာမှာဘဝဝင်လို့ရှိရင်ဘောရရချင်းလို့တက်ဆက်ခဲရမှာခဲရတဲ့အတွက်ကျွန်တော်အဲ့ဒါကိုအကြောင်းပြပြောမှာကျွန်တော်ကြည့်မှာအဲ့ဒါဟိုပါတီအနေနဲ့ကျွန်တော်ရင်းခဲ့တဲ့ဥစ္စာနောက်ပိုင်းမှာတော့ဒီဘက်မှာတော့အဲ့လိုပါပဲဟိုစီးရုံးကြတာတွေပါရှိပါတယ်ကျွန်တော်အတင်းစားကြည့်ပြီးပါအရင်ကမယူခဲရတော့ကျွန်တော်တော့ပြောတယ်လို့ပါပဲတခြားတိုင်းတခြားပြည်နယ်မှာပဲကျွန်တော်ရောက်နေတော့မင်းတို့မှနေနေလုပ်တယ်နော်အဲဒီတော့စီးရုံးခံရတယ်ဒါပေမဲ့ကျွန်တော်မလုပ်ခဲ့ပါဘူးနောက်ကံပလမှာငါးနှစ်အဲဒီတော့လည်းကျွန်တော်ပဲပါတီမှာမဟုတ်ဘူးနဲ့ပါမထူရှာမှုရှိပါတော့ပြီးရင်ဒီနေ့မှာဆက်ခွင့်နဲ့အဲ့ဒါကြတော့လေအဲဒီတော့စီးပွားရေးချင်းကဒီမိသားစုအချင်းတွေကကျွန်တော်စားဖို့ရည်ရည်ပဲအဓိကလုပ်ခဲ့ရတော့ဒီပါတီမှာလည်းမလုပ်ဘူးမထူရှာပါဘူးနောက်ပိုင်းတော့ကျွန်တော်ကချင်ပြည်နယ်ရောက်ပါတယ်ကချင်ပြည်နယ်မှာနောက်မိုးမှလည်းခွဲနောက်ပြီးတနိုင်မှာခုနေနေဆိုတော့ကျွန်တော်ပါတီနိုင်ငံကြီးတော့ရှင်းရှင်းပြောရတော့ပြင်ရှင်းခဲ့ပါတယ်ဗျဟုတ်အခုနဆရာလေးပြောထားတာဟာကတော့ဒီတနှစ်နောက်ပိုင်းမှာရွက်ကုတ်ပွေးကိစ္စကိုတော့မပေါ့နော်ဟိုပြောမယ်ဆိုတာတော့ပြောထားတာတော့ရှိတယ်ဟုတ်အဲ့ဒါနဲ့ဆိုလေရေးဆိုင်ရမှာပဲဘာဖြစ်လို့လဲဆိုတော့ဒါတက်မလို့ကလည်းသူလူလက်ခိုင်မာတဲ့ဒီရှင်းကနေတော့မှဟိုလိုပြီးကြကတိပြီးတာဆိုတော့အဲ့ဒီတိုင်ဖြစ်လာမယ်လူချင်းရှိပါတယ်ဟုတ်အခုက NLD ကလည်းဟိုမထောက်ခံဘူးပေါ့နော်ဒီမထောက်ခံဘူးကျန်တဲ့အဖွဲ့အစည်းတိုင်းနိုင်ငံတကာကလည်းဒီအာဏာသိမ်းမှုကိုရှောက်ချတာပေါ့ဆိုတော့ဒီတနှစ်တာဝန်ယူတဲ့အတွင်းမှာရောဟို NLD ဖက်ကရောကျန်တဲ့အဖွဲ့အစည်းဖက်ကကြာဝင်စစ်ဆိုင်နှိမ့်နိုင်ပေးတာမျိုးရှိရင်ရောဟိုဆရာရဲ့သဘောထားဘယ်လိုဖြစ်နိုင်မလဲဒါတော့ဒီနိုင်တော့အကောင်းဆုံးပါဘာလို့လဲကျွန်တော်တို့နိုင်ငံရဲ့အနေအထားပေါ့နော်ကျွန်တော်ညံပြီးတော့ပါမငြိမ်းနိုင်မဲနဲ့အဲ့ဒီလုံးချင်းတော့စင်တီမဲမချင်ဘူးဗျနိုင်တာတော့အကောင်းဆုံးပါတမတော်ကနေတောက်လျှောက်ဒီမေးမတမာမှုရှိနိုင်တယ်ဆိုပြီးတော့ထောက်ပြန်တဲ့ပုံမှာဆရာကဘယ်လောက်ထိဟိုလေ့လာပြီးတော့ပေါ့နော်ဟိုဒါတကယ်ဖြစ်တယ်မဖြစ်ဘူးဆိုတာပြောလို့ရလားကျွန်တော်အဲ့ဒီမှာလဲတဲ့တော့ကျွန်တော်ကဦးလေးစရင်ကချင်းလေးမှရှိတယ်ဗျဒါပေမဲ့ဒီမှာကျွန်တော်ကဟိုအလုပ်တစ်ခုရှိနေလို့ကျွန်တော်မင်းတမ်းမှာအဲ့တော့ကျွန်တော်ပုံစံလေးဆိုတာပဲအဲ့ဒီပုံစံလေးနဲ့ကျွန်တော်အပြောင်းချောက်ပါတယ်ကျွန်တော်မင်းတမ်းမှာပဲထဲမှာပါဆိုတော့သူတို့ကမင်းတက်ကကြီးချင်းကနေတောင်းပြီးလိုက်လို့ကျွန်တော်မင်းတမ်းမှာထဲတယ်ကျွန်တော်ထဲတယ်လို့ကျွန်တော်တယောက်ထဲနေတာကတော့တန်ရှင်းပါဘာမှပြဿနာမဖြစ်ဘူး။ကျန်တဲ့လူတွေကတော့ကျွန်တော်မသိဘူး။မဲရုပ်ကြီးတွေကိုလည်းကျွန်တော်ကဟိုသူ့ကိုယ်စနေနဲ့သူရှိနေကြတော့အကုန်လုံးရဲ့မျက်စိအောက်မှာပဲလုပ်ကြတယ်လို့ကျွန်တော်ထင်ပါတယ်ဗျ
ပြောလို့တော့မရဘူးပေါ့နော် ဟုတ်ကဲ့ အခုကတော့အဲ့ဒါတော့ပြောလို့မရပါဘူးဘာလဲဆိုတော့ကျွန်တော်တို့ကိုယ်ရမှာသူတို့ပါရီလုပ်တယ်ဆိုတော့ပြောလို့တော့မရပါဘူးဘယ်သူလဲကော်မရှင်မှာပါတီဖြစ်ပြီးဘာမှပြောလို့မရပါဘူးကျွန်တော်တို့အခုအမေရိကန်နဲ့ကြည့်ဒါသူတို့ဒီလိုဖြစ်ကြတာလေနော်ပြောလို့မရပါဘူးသူချာမတိတဲ့ကိစ္စကိုကျွန်တော်လည်းခိုင်မာကြည့်ပြောလို့ရတယ်မရှင်းနိုင်ဘူးဟုတ်ကဲ့ဗာများဖြစ်ဆွပြီးတော့ပြောချင်တာရှင်းအောင်မလဲဆရာဖြစ်ဆွပြီးတော့မှတော့ကျွန်တော်ပြောချင်တာတော့ကိုမျိုးသားရေးအတွက်နဲ့ကိုနိုင်ငံရေးအတွက်ကတော့ကျွန်တော်အတက်နေဘူးတကယ်လို့ပြောရင်းဆိုခွင့်ရှိခဲ့မှကျွန်တော်ပြောမှာပါပြောရင်းဆိုခွင့်မရှိလို့ရှိရင်လည်းကျွန်တော်ဒီလိုကြီးကလည်းကျွန်တော်ပြောပြပါလိမ့်လာပြီးရှင်းလို့ရတယ်ကျွန်တော်မလုပ်နိုင်တဲ့တိုင်ကျွန်တော်မလုပ်နိုင်တော့တဲ့တိုင်မှာကျွန်တော်အင်းရှိထပ်ပါမယ်လို့ကျွန်တော်ပြောပြပါဟုတ်အခုနကျွန်တော်မမေးလိုက်ရတာကတော့ဒီကူကြီးအကြောင်းကိုဘယ်လိုတောင်းလဲဆိုတာမဖြေလိုက်ရဘူးထင်တယ်ကူကြီးအကြောင်းကတော့သူတို့ကြည့်တောင်းလာတယ်အစသူပြောတာပေါ့ပြောတော့ဒီနေ့အစ်မပြောရင်းဆိုခွအဲ့လိုပြောတော့ကျွန်တော်ဒီနေ့ရေးဆိုတော့စိတ်ဝင်စားတယ်အဲ့ဒါကြောင့်ကျွန်တော်ကဒီနေ့ရေးလို့ပဲချင်းပြီးတော့မှလည်းတန်းတဲ့ဆုံးတော့လုပ်နေပေါ့ဗျာအဲ့လိုလုပ်လိုက်တော့သူတို့ကဝါတော့ပူလာတော့ကိုကြီးချင်းပေါ့နော်သူကအဲ့ဒါလေးကိုပုံစံချပြီးတော့မှပူလာပါလို့ပြောတော့ကျွန်တော်ပူလိုက်တယ်ကျွန်တော်ပူလိုက်တဲ့တိတ်မကြောက်ဘူးနိုင်တော့မကြောက်ဘူးသူတို့အဲ့လိုမျိုးတက်လာတယ်ဗျအဲ့ဒါတမတိုစီချုပ်ရုံးကလည်းပူတောင်းပါလားဘယ်ကနေတောင်းတာလဲတော့မသိဘူးကျွန်တော်နဲ့စကားပြောတာတော့သူတိုင်းကြီးကိုပြောတယ်ဒီကမှချီချလာတော့ပြဟာမင်းကိုပြောတယ်သူကမင်းကတော့ခါလို့ကျွန်တော်ချင်းကြီးနဲ့မှရှိကြတော့ဟုတ်ကဲ့ကျွန်တော်ရဲ့အတွေ့အကြုံရတော့ကျွန်တော်ဘာတနိုင်မှနေတော့ဆိုလို့ရှိရင်နောင်ရင်းမှနေတော့လည်းကျွန်တော်ပြဟာမင်းရဲ့ဆက်သွယ်ရပါတယ်ဘာကိစ္စလဲဆိုတော့မင်းတဲ့ဒီကိုဘယ်ချိုးကြီးကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဆက်သွယ်ပြီးပါတယ်အဲ့တော့ဒီဟာအချင်းဆိုလို့ရှိရင်ကျွန်တော်တို့ချင်းပြည်နယ်မှာရှိနေကြပါတယ်ဟုတ်ရှိတယ်အဲ့တော့သူတို့ရဲ့အဖွဲ့အစည်းဘယ်လိုအခြေချတယ်ပါညာဆိုတော့ကျွန်တော်တကယ်တမ်းပြောရင်မတည်ဘူးမှာကျွန်တော်တို့အနောက်ဘက်ကဒီစိတ်တိုင်းမှာတော့မူရမှာအခြေချတယ်လို့ဒါကျွန်တော်ကြားတော့ကြားပူပါအခုတလို့ကအမေရန်ပြုံးနေကြတာကတော့တမတော်နဲ့ကြန့်ခိုင်ကြီးပူပေါင်းနေဆိုပြီးတော့ပြုံးနေကြတာဟာရှိတော့အဲ့ဒါရောကြားဖူးလားတမတော်နဲ့ကြန့်ခိုင်ကြီးပူပေါင်းတာကျွန်တော်ရှိတာတက်တည်မရှိဘူးဒါပေမဲ့တခုရှိတာတော့ကြန့်ခိုင်ကြီးကကျွန်တော်တို့ဝန်ထမ်းဘဝတော့ကကြန့်ခိုင်ကြီးအတင်းဝင်ရမယ်ဝန်ထမ်းဘဝဆိုတဲ့ဥစ္စာတွေကကျွန်တော်တို့ကြန့်ခိုင်ကြီးအတင်းမှဝင်ဖို့ပါတီထောင်းလိုက်ပြီးတော့ကျွန်တော်ဘုံတော့ပါကျွန်တော်တက်နိုင်တယ်လို့ပေါ့နော်ကျွန်တော်သိချင်ရှိတယ်ကျွန်တော်ပြောမှာပါဒါပါဟုတ်ပြောကြားချက်ကိုပေါ့နော်သတင်းမှာတင်လို့ရေးလို့ရလားအဲ့ဒါလေးခွင့်ပြုချက်ယူချင်ရပါတယ်ကိစ္စမရှိပါဟုတ်ကဲ့ဘာလဲဆိုတော့ဒါဘာပဲဖြစ်ဖြစ်ပေါ့ဗျာကျွန်တော်စိတ်ထဲမှာတော့ကိုယ်ရင်းမြင်တာမျိုးတော့ဒါရှိနေလို့ယုံကြည်ရတယ်သူတို့ဘက်ကလည်းအစကယူဖို့ပေါ်ဘူးပါကြောက်လက်မခံနိုင်လဲဆိုတဲ့ဥစ္စာရှိတယ်အဲ့ဒါကိုတန်တရားကင်းအောင်ဒီကိုပေါ်ပြန်လို့ပြည့်တဲ့အချိန်မှာပြည်သူတွေကနေပြည်내ရုံမှာတာဝန်ရှိတဲ့လူတွေကနေပြီးတော့မှအဲ့ဒါကိုတန်တရားကင်းအောင်ကတော့အကုန်လုံးဆက်လက်ပြီးပုံမှန်ကြတယ်ဟုတ်ကျေးဇူးတင်ပါတယ်ဆွန်ဆွန်လင်းအခုလိုပြောပြတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်